လောကမှာတန်ဖိုး၃မျိုးရှိပါတယ်ကိုညီညီမတွေရောက်ရအရက်မှာတတိယပထမတန်ဖိုးဖြစ်တဲ့ exchange value ငွေရပြီးပြီညီလို့မပြီးဘူးနော်ဖုံဆိုင်ကဲအင်ကြီးဘောပြီ use value အသုံးချပစ္စည်းတွေညီလို့မပြီးဘူးနော်ညီတို့မင်းတို့ရင်ထဲမှာတတိယတန်ဖိုးမမေ့ပြင်းနဲ့ညံ့နိုးတွေ့တာတဲ့တန်ဖိုးမင်းတို့ညံ့နိုးရမယ့်လူတွေရှိရမယ်မိမလည်းဖြစ်နိုင်တယ်သားမင်းဖြစ်နိုင်တယ်အမေဖြစ်နိုင်တယ်မမေ့အောင်ပါမင်းကလေကိုအန်တီဖြစ်နိုင်တယ်ပြန်ကကျေးဇူးရှင်တွေပေါ့ဘုံကျုံဆောင်လည်းဖြစ်နိုင်တယ်မမေ့အောင်ကိုရီကိုမီကထွက်လာတဲ့တချင်းတွေဂီတတွေကြပြားတွေဝတ္ထုတွေဘာတွေညာတွေနုပြမမေ့နဲ့မမေ့ပြရဘူးနားထောင်မယ်သုံးမင်းတို့နဲ့ဝေးရမှာကြံခဲ့တဲ့အေယော်ဒီမချစ်ရပုတ်ဘတ်တောင်ချစ်ရမယ်တန်လျင်ကြီးချစ်ရမယ်အင်းလေးကန်ကြီးချစ်ရမယ်တန်ဖိုးတစ်သမီးတို့ဘာတန်ဖိုးလဲကဘာကြီးကဖြေထားတယ် exchange value တဲ့ကောင်းလိုက်တာအင်္ဂလိပ်စလုံးလိုလေနော်ဒီမှာ9နဲ့6တန်းဆိုသိပါတယ် exchange value တဲ့ CHANGE exchange ဆိုတာဟုတ်တာလေ money change ဗျာလဲတာပေါ့တကဘာလုံးမှာရှိတဲ့ဒေါ်လာတွေရောတရုတ်ပစံယွမ်တွေရောကလားပစံရူပီတွေရောဘာညာသားအကုန်လုံးမလေးရှားရင်းကစ်တွေရောအကုန်တကဘာလုံးဒေါ်လာတွေရောဘာတွေရောကဘာခေါင်းဆောင်တွေသွားမေးကြည့်သူတို့ဖြေတာအဲ့ဒီဥစ္စာတကယ်တန်ဖိုးစစ်တန်ဖိုးမှမဟုတ်ဘူးတဲ့ exchange value တဲ့သူကလဲလေတဲ့တန်ဖိုးပဲရှိတယ်တဲ့လက်တွေ့ဘာမှသုံးမရဘူးဘိုက်စာလည်းဝါစာလို့မရဘူးသူကတောက်ပြောလာသူက तू က exchange value ဆိုတော့လဲလေတော့တန်ဖိုးပဲရှိတယ်ဆိုင်ကယ်စီးဘယ်လောက်လဲဆိုကြပါသူဗျာနော်ဗမာပတ်စံထွက်လိုက်ပါတော့ကျွန်တော်ဘက်မကျွမ်းလို့3သိန်းရည်ပြီးပေးလိုက်ပေါ့ရောအဲ့ဒါယူလိုက်မင်းဆိုင်ကပေးလဲတယ်ကားနဲ့သူကလဲတဲ့ဟာဆန်နဘီဘယ်လောက်လဲဆိုကြပါစို့2000ပေးလိုက်ပေါ့2000ရော2000ပေးမှတပီနှစ်ပြည်ရော4000ပေးလိုက်လေမင်းတို့ဒါနဲ့ဘာနဲ့လဲတာပုံလားကျွန်တော်တို့ကဒါကိုပြောနေတာထိတယ်လဲဘယ်လောက်လဲ3000ပေါ့9000ပေါ့ရောအဲ့ဒါယူပေးပတိပြီဒါကြောင့်အချိန်ငဲ့ညာတော့အပြင်စကားကိုကျွန်တော်မဖွင့်နေပါရသေးနဲ့ပတ်စံတန်ဖိုးဒီဘာတန်ဖိုးလဲ exchange value လိုချင်တော့အရာများနဲ့ကျွန်တော်တို့လဲတဲ့တန်ဖိုးသူ့မှာရှိတယ်ကားနဲ့လဲလို့ရတယ်ဆိုင်ကယ်နဲ့လဲလို့ရတယ်ဘော့ပင်နဲ့လဲလို့ရတယ်ခောက်ထီးနဲ့လဲလို့ရတယ်နိုင်နဲ့လဲလို့ရတယ်တီရှပ်နဲ့လဲလို့ရတယ်ကြိုက်တော့အရာများကိုသူတတ်မှတ်တော့ဈေးကိုပေးလိုက်လဲလို့ရတယ်ငွေကြေးမှာရှိတော့တန်ဖိုးကပါလေ exchange value ညီလေးတို့ညီမလေးတို့အိမ်ကြရင်အင်္ဂလိပ်စလုံးလေးတွေအပိဓာန်ရှိရင်နှံကြည့်လိုက်အောင်လွတ်လွတ်လေးအဲ့ဒီတန်ဖိုးနှောက်ကိုလူတုလိုက်လုံးအားကြီးသွားရင်မကောင်းဘူးကျန်တာဘာမှတောင်းမထားတော့ဘူးမနဲ့မိုးလေးငွေညနေငွေမနဲ့ဖက်လည်းငွေတစ်ဖက်ကလည်းငွေတိုင်းလိုက်တော့ sorry ရောမိဘများနဲ့ပတ်သက်ပြီးတော့ကြောဘူးမသိဘူးရောတို့ဘိုးတော်ကအခန်းကနေကွာဖျားသွားကြသူမသိဘူးရောလကအပိုးလေးဆိုပြီးတော့အဲ့ဒီနောက်ကိုလိုက်လုံးအားကြီးသွားပြီဆိုရင်တိုင်းပြည်တပြည်လူမျိုးတစ်မျိုးညောင်းနေကြသွားတယ်နံပါတ်1တန်ဖိုးဘေးမှာအတော့ပဲကျွန်တော်ပြောထားတာရေဘူးလေးကဲရေဘူးဟမ်ပါအေးဘူးပါရှိသေးတယ်ကဲဘာတန်ဖိုးလဲအထက်မှာရေးထည့်ထားတယ်ပတ်စံနဲ့မတူတော့ဘူးသူကအထက်မှာရှိတဲ့ပစ္စည်းလေးရေလေးကျွန်တော်စားတယ်ထိုင်းနိုင်ငံမှာထိုင်းညီငယ်ညမငယ်မနဲ့ပြစ်ဆုံတော့ပွဲမှာမောင်းသားချိုးစကားပြောတော့လေချောင်းတွေ6လာတော့ဒီဟာလေးကိုကျွန်တော်ဘာလို့မှလဲအသုံးချတာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲ use I use ကတော့ဝတ်တာကျွန်တော်ဒါကိုအသုံးချမယ်မော့တော့လေကျွန်တော်နေကောင်းတယ်နေကောင်းတယ်အကောင်းရှိပါသေးတယ်ဟာညီကိုညက်စားနေနေကောင်းတယ်ဘာမှမပူနဲ့နော်လာပြေးပါလာမှာပေါ့နော်ဒီမှာလာမှာပေါ့နော်ဆက်မှုတဲ့သူကြောင်းသားပြသူကနော်လာမှာပေါ့ဒါပါစကားသူကြောင်းတော့ရှိနော်အဲ့တော့ဒီရေကွက်ထက်ရေကိုမောင်းသားချိုတောက်လိုက်တယ်မောင်းစင်းပတိကိုမောတယ်ဒါမောချလိုက်တယ်ဖုံတို့လေရေငတ်ချင်တောက်တယ်ဘာလုပ်တာအတုံးချတယ်ရေအပ်ပါတန်ဖိုးလေအတုံးချတဲ့တန်ဖိုးအင်္ဂလိပ်တွေကနာမည်ပေးထားတယ်ဖေကောင်းလိုက်တာ use value တဲ့လွယ်လေးကျွန်တော်ပေးတာဖုန်းဘုံတပည့်တော်ပေးထားတဲ့ဖုန်းတော့ဖေပြီးတော့စာအုပ်တွေဖတ်ပြောနေတာ use value တွေအသုံးပြုတန်ဖိုးဆိုင်ကယ်ပါတန်ဖိုးလေအသုံးချတန်ဖိုးစီးတော့လို့ရတယ်ဟောငွေနဲ့မတူဘူးထိပါတန်ဖိုးလေဖွင့်လိုက်နေကားတယ်မိုးကားတယ်ဘောပင်ပါတန်ဖိုးလေစာရေးလို့ရတယ်ကိုဟောပြောပဲရှိလို့ထိုင်းကိုခဏရောက်နေတယ်မနေ့ဖန်ကြရင်မင်းရုပ်ရှင်နေတဲ့ရဲကွင်းကိုလာခဲ့တယ်ကိုနေတိုင်းဖွေးဖို့တတိယနေတယ်ဘာညာမောင်သားချိုးပေါ့ဘာညာဒါပေါ့မောလာသေးတယ်ယောဂလာထသေးတယ်ဟုတ်တယ်မလားဘာလို့လဲမောင်သားချိုးဘောပင်ကအတုံးချလိုက်တာပြီးတော့ဟေ့ပြောလေလေးပြောလိုက်ရအောင်ငွေကအချင်းပဲလူသုံးကုန်ပစ္စည်းတွေအကုန်လုံးဗာတန်ဖိုးလေ use value နိုင်ချိန်ကြည့်လို့ရတယ်ရစ်မှန်မှောင်နေတဲ့မျက်လုံးကိုအလင်းချက်ပေးတဲ့အတွက်စာဖတ်လို့ရတယ်မဟုတ်ဘူးလားအင်ကြီးအဆက်ကိုကောက်ကပေးတာ तू ကနေမိုးဆောင်တန်ပေါ့ဒါပစိုးပေါင်းမိတာပေါ့ဖက်နမြေပြင်မှာရှိတဲ့ကြောက်ခဲတွေဆူးတွေပါလိမ့်မနေမြောင်စီးသွားတယ်ပေါ့စပိတ်နင်းသွားတယ်ပေါ့အခုစဉ်းစားကြည့်ရေခဲတက်တာကိုတော့ချင်တဲ့ဟာလေးထည့်ထားတယ်
အယောက်တို့ပစ္စည်းတွေကြာရှည်ခံအောင်အသားငါးပစုံထည့်ထားတယ်သုံးချနေကျွန်တော်အကုန်လုံးမတော်ကစီးသွားတယ်အိမ်ကလူနေလို့ရတယ်ဟိုအေးကောင်လူအေးအောင်လုပ်ပေးတယ်လူသုံးကုန်ပစ္စည်းတွေအားလုံးဗတ်တန်မိုးလေ use ပဲလူတချို့လူများကြတော့အဲ့ဒီအသုံးချတန်ဖိုးတွေနောက်ကိုလိုက်နေရတယ်ဟင်ဖုန်းကောင်းကောင်းရဖို့ဒီထက်ကောင်းတဲ့ဖုန်းဒီထက်ကောင်းတဲ့ဖုန်းဒီထက်ကောင်းတဲ့ရေခဲတက်တာဒီထက်ကောင်းတဲ့ကားဒီထက်ကောင်းတဲ့အင်ဂျီဒီထက်ကောင်းတဲ့ဘောပင်ပြောက်တတိယတန်ဖိုးကျွန်တော်ပြောချင်တာခုနဟာပဲပတ်စံဟာပဲထိုင်းပင်ဘူမီဘောပုံကြီးဒီပေါ်မှာကတ်ထားတယ်ပတ်စံကိုခဏဖယ်ထားလိုက်လမ်းဘေးမှာကတ်ထားတယ်နေရာတိုင်းမှာလမ်းဘေးမှာကတ်ထားတယ်အိမ်မှာစက်ကူနဲ့ကတ်ကြောက်ပြားနဲ့ကတ်ဗာကြက်တယ်နဲ့ကတ်ထိုင်းပင်ဘူမီဘောနဲ့သူမိမဟာလားတေးတုံကတ်ပုံဘာတန်ဖိုးလေအဲ့ဒီပုံပတ်စံနဲ့လဲလို့ရလား no ပတ်စံနဲ့လဲလို့မရဘူးသူကပတ်စံလို့ပစ္စည်းနဲ့လဲလို့မရဘူးဟာလားဘန်းငွေရမှလဲလို့ရတယ်အဲ့ပုံကကြည့်လိုက်ပြီးတော့ကားနဲ့လဲလို့မရဘူးဒီလိုမရနိုင်ဘူးရွတ်တရားဗျာမရဘူးသူကဟာလားမော်တော်ကားတက်စီးလို့ရသေးတယ်စက်ဘိန်းကခွတ်နင်းလို့ရသေးတယ်ထီးကဆောင်းလို့ရသေးတယ်ထိုင်းဘရင်ဘုံမီဘောပုံဝါဆလို့လည်းမရဘူးတို့သူကဘာတန်ဖိုးလေထိုင်းလူကဘာဖြစ်နေတာလဲမျက်နှိုးနေတာချစ်နေတာကြည်ညိုနေတာလေးစားနေတာဘယ်ရလာတဲ့တန်ဖိုးလဲ from mind နှလုံးသားလာ from spirit ဝိညာဉ်ကလာနေတာ from soul လက်ပြလာနေတာငါတို့ဘယင်ငါတို့ကြီးညိုတယ်မိဖုရားကြီးလည်းကြီးညိုတယ်ငါတို့နိုင်ငံမှာမိုးတွေပါတွေခေါင်လို့ပူပြီးဆိုရင်ဘယင်မိုးဆိုပြီးတော့ဖုံလွန်ဆိုပြီးရွာပေးတာဒီဘယင်ပေါ့ထိုင်းနိုင်ငံသူနိုင်ငံသားချင်းချင်းတတ်တာမကြိုက်ဘူးထိုင်းချင်းချင်းတတ်လို့သွေးနေမကြတင်တယ်လို့မိငုံပြောတာဒီဘယင်ကြီးပေါ့ငါတို့ချစ်တယ်ဆိုအဲ့ဒီနှလုံးသားတွေကလာတဲ့တန်ဖိုးကလောကကြီးမှာပို့ပြီးအရေးကြီးတာအင်္ဂလိပ်တွေကနာမည်ပေးထားတယ် sentimental value တွေဒါလေးနည်းနည်းခက်သွားတယ်ညှက်နိုးသောတန်ဖိုးတွေဗျာစလုံးမုံနည်းနည်းခက်သွားတယ်နော်ညီလေးတို့အခုမှတ်စရာမလိုပါဘူးအိမ်ကျမှအဘိဓမ္မာမှန်ကြီးရတဲ့ဟာပါကျွန်တော်ကအင်္ဂလိပ်စာတက်ကြောင်းပြောတော့မဟုတ်ဘူးအင်္ဂလိပ်စာအကြောင်းကိုပြောချင်တာမဟုတ်ဘူးကျွန်တော်တန်ဖိုးကြောင်းပြောချင်နေတာ sentimental 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 value ညှက်နိုးရသောတန်ဖိုးလူမျိုးတည်တည်မှာအဲ့ဒီတန်ဖိုးရှိတယ်သမီးတို့သားတို့လူမျိုးအသီးသီးမှာအဲ့တန်ဖိုးရှိတယ်ဗီယက်နမ်နိုင်ငံမှာသူတို့ခေါင်းဆောင်တမန်တော်ကြီးလူပြိုကြီးနဲ့တည်သွားတဲ့လွတ်လပ်ရေးခေါင်းဆောင်ဟိုချီမင်းအလောင်းကြီးဘာလို့ခုထိဆဲဆင်ထားတာလဲခင်ဗျာကဲညီလေးတို့ကိုမင်းနေအခုထိနော်မင်းတို့ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့မှာဟိုချီမင်းအလောင်းကြီးခုထိရှိသေးတယ်ပေတာကြားလာပြီဆဲဆင်ထားတယ်မပုံမတိုးအောင်မှန်ငေါကြီးနဲ့ကျောင်းပရက်တွေဘာတွေရုံးပရက်မှာလူငယ်တွေလာပြီးတော့မှဒီအလောင်းလာကြည့်ပြီးတော့မှကြော်စားလို့မရကင်စားလို့မရဖုတ်စားလို့မရတဲ့လူတွေအလောင်းကြီးဘာလို့မရဘူးပုံစပင်းရမနေလို့ရတယ်ဘာလို့ကြလဲညစ်ဆန်းနဲ့အလေးပြုတယ်ဒီလောင်းအခုထိဘီယန်နမ်ကိုလာတဲ့နိုင်ငံသားအဲ့တွေအားလုံးလာလေးပြုတယ်ဒီလောင်းကိုပြုတာဘာကြောင့်လဲမျက်နှာမှုတန်ဖိုးကြောင့်ဒီအလောင်းကိုမျက်နှိုးတာအလောင်းကောင်မဟုတ်ဘူးနှလုံးသားတွေကမျက်နှိုးနေတာမမြင်ရဘူးဒါအော်ကိုချီမင်းဆိုတာသူလားဘီယန်နမ်နိုင်ငံကြီးဖွတ်ဖွတ်ညံ့ညံ့ကြည့်အောင်အမေရိကန်ရဲ့တိုက်တော်ခံခဲ့ရတယ်ပြန်တွန်းမှန်တယ်ဂျပန်စော်ကားတာခံရတယ်ပြန်တွန်းမှန်တယ်ပြင်သစ်ကအဘိုကြတာခံရတယ်ပြန်ချတယ်ဒီကောင်နိုင်ငံကြီးနိုင်ငံဟိုချီမင်းမိမမယူဘူးချစ်သူရှိရသားနဲ့ချစ်သူကိုဆွတ်လွတ်ပြီးတော့နိုင်ငံလွတ်လပ်ရေးအတွက်ကြိုးပမ်းလိုက်တာတက်ကြီးတဲ့ခါတက်တယ်လွန်သွားတော့အိမ်တော်လုံးပြတော့ပဲနဲ့လူပြိုကြီးဘဝနဲ့ပဲသူ့ကိုတမနာတင်နှောက်လိုက်တယ်တမနာနန်းတော်ကြီးဆောက်ပေးထားတယ်မနေဘဲနဲ့တမနာနန်းတော်ခြံဝင်းထဲကဟိုတောက်မှာသွမိုးပြင်ကာပြင်ကင်းသုံးပေနှခမ်းအိမ်လေးဆောက်ပြီးနေတယ်ငါတယောက်တည်းမလို့ဘူးဒီနန်းတော်ကြီးတဲ့အဲ့ဒါလာရင်ပြုတ်ကိုထားလိုက်တယ်ဟာတကယ်ဗုဒ္ဓဘာသာတန်ခါတော်ချုပ်ဒီလေအဲ့တဲမယ်နော်ကြောင်ကြီးဆောက်ပြီးတော့ခြံတော့မှာတဲလျက်နေဘုန်းကြီးပြုတ်တယ်ဖေရတပည့်တော်လေပြုတ်ဖို့ပြောတာဟိုချီမင်းဒီလိုပုံကမျိုးစောက်တွေထားဂရင်လေးတုံးဆိုရပြီလေဟာတမနာကြီးမော်တော်ကားစီးပါတမနာဆိုတာကားနဲ့ဗာနဲ့ငါအိမ်ကနေနန်းတော်ရုံးတက်တာမင်းကလေနှစ်ဖောင်လုံးရှိတာတဲ့လမ်းချောင်းချောင်းမဲ့စပိန်လေးနဲ့ကောင်းတယ်ငါညောင်းမြပြေတယ်ဘာလို့ကားလို့မှလဲခြံဝင်းထဲမှာဒီခြံဝင်းထဲအပိုးတွေလုံးမနေအော်ဒီလိုရည်တမလားညက်တဲ့ရုပ်ရှင်ပြဆက်နဲ့အဲ့တော့ TV မပေါ်သေးဘူးရုပ်ရှင်ပြတဲ့စကလေးတော့ပေါ်နေပြီတမနာကြီးအပြင်းပြအောင်ရုပ်ရှင်ပြတဲ့ခါကျရင်တယောက်တည်းပြင်းလို့ဆိုပြီးတော့မှတမနာနန်းတော်တွေကဝန်ထမ်းတွေတန်ရှင်းရေးဝန်ထမ်းညက်ရိတ်တဲ့မာလီဘာညာအကုန်ပေါ့ဗျာအဝတ်ချော်တဲ့မိမတွေပါတော့ခလေးတွေသားသမီးတွေတူတွေအကုန်လာကြဟေးဝန်ထမ်းတွေအောက်ခြေဝန်ထမ်းတွေညဆောင်ခလေးတွေရောအကုန်လာကြဘဘကြီးနဲ့ရုပ်ရှင်ကြည့်မယ်အိမ်မှာခလေးတုံကြီးနဲ့တမနာကြီးကလည်းမှာဟေးသားဖို့ဘာညာနဲ့လူတွေတုတ်ကြည့်ပြီးတော့မြေ့ဝဲရတယ်ဒီနေ့တမနာကြီးကိုချီမင်းတေတော့တပီလုံးပါဖြစ်ပြီလေတေတာကိုရေဒီယိုကကြေညာတာတက်စီတွေအကုန်လုံးလမ်းမထွက်ပြီးမိုးတာတဲ့ထူးဆန်းတယ်နော်အစိုးရကမောဟလို့ပြောတော့မဟုတ်ဘူးနော်တတိကျင်ညာတာနဲ့မောင်းနေတန်းလန်းနဲ့လမ်းပြေးဆွဲချပြီးတော့မှငိုလိုက်ကြတာရိုးလိုက်တာကိုကျိုးဆွန့်လိုက်တာကပေးလည်းမစီတိုက်ဆော်ပြီးတော့လည်းမနေစပိန်နဲ့ယုံသွားအကြိုက်ဆုံးခင်းနေရပါလဲတမလာကြီးမျိုးတော့ငါအကြိုက်ဆုံးကတော့ဆံပြုံးနဲ့ညှစ်တယ်သူကညှစ်ကိုကြိုက်တယ်ကဲကွာပါဟိုမှာသားနဲ့ဆိုတာကျွန်တော်စိတ်ကတိုးလာပြီကိုင်းနဲ့ကိုပြောင်းရဲ့စောက်ဘူးနော်တကယ်တော့အဲ့ချစ်တယ်ပြီးတော့
ဟိုချီမင်းဒီပြီးတော့နိုင်ငံကောင်းဆောင်ဖို့ဒါပြီးတော့ချစ်တယ်ကြည်ညိုလာသိလားသူ့ဘင်းနေလေကျွန်တော်လည်းပါဆိုင်လေကျွန်တော်လူမျိုးမဟုတ်ဘူးလေသူ့ဘောဓဘာသာမဟုတ်ဘူးလေဗျာပြီးတော့သူ့ကြည်ညိုနေတယ်ဒီပနိုင်ငံကတပည့်တော်ကောင်ကကြည်ညိုနေတာသူ့ဒီအလောင်းယူကြည့်ပြီးတော့လေးစားလိုက်တာသူ့နိုင်ငံသားတွေမပြောနဲ့တော့သူတို့ဘာလုပ်တာလဲဘာတန်ဖိုးကြောင့်လဲ sentimental ပဲလို့ညှက်လို့တာဗျာဒီလိုလူမျိုးကိုကျင်တရားကောင်းတဲ့သမဏကြီးယူလူငယ်လေးတွေចောင်းသားလေးတွေကတို့ကြီးလိုက်အဲ့လိုနေမယ်ဒီတန်ဖိုးကလူတွေစိတ်ကိုပြောင်းလဲပေးတယ်နော်တန်ဖိုး၃မျိုးမှာစိတ်ကိုပြောင်းတာအဲ့တတိယတန်ဖိုး sentimental ပဲလို့ညှက်လို့တန်ဖိုးညှက်လို့တဲ့တန်ဖိုးကပြောင်းတာငါတို့ကြီးလိုက်ရင်သမဏကြီးကိုချီမင်းတို့ငါတို့ကိုရိုးစွန့်နေတယ်တိုက်ပြည်နဲ့လူတွေနင်းလာခံနေတယ်သမဏရေလို့မမနာမရှိဘဲနဲ့ကလေးတွေနဲ့တယုံယုံရုပ်ရှင်ကြည့်တယ်လို့ငါညွန်ကျုပ်ဖြစ်ပါကျုပ်ဖြစ်ကုမ္ပဏီမန်နေဂျာပေါ့ထွေးလေးမန်နေဂျာဖြစ်ငါအောက်ခြေဝန်ထမ်းရဲ့သားတွေသမီးတွေကလေးတွေနဲ့တရောတင်းတင်းနီးငါဝန်ထမ်းလေးတွေနဲ့ငါအတူတူပြောရွှင်တူနေမယ်ငါမန်နေမာနတွေငါဖယ်ထားမယ်ဆိုတဲ့စိတ်မျိုးလူငယ်ကြီးနေဖြစ်ကြတာဒါမျိုးကောင်းလိုက်တာဒီလိုမျိုးတို့အလေးပြုနေကြတာငါတို့ကြီးနိုင်အဲ့လိုနေမယ်ဟာလူတွေနှလုံးသားကိုပြောင်းလဲပေးနေတာဘာပြောင်းလဲပေးနေတာ sentimental value လို့ခေါ်တဲ့မျက်နှာတွေ့တာသောတန်ဖိုးကသူတို့ပြောင်းပေးတာလူဟာအဲ့တတ္တရတန်ဖိုးပြက်ချင်တိရစ္ဆာန်ဖြစ်တယ်မမျက်နှာတော့ဘယ်တော့မှတောင်းမထားတော့ဘူးလေဘုရားဆောင်တောင်းမှထွေးဟာတိရစ္ဆာန်ဘောအဲ့ဒါဘုရားဆောင်ကမျိုးဖဲပြတဲ့တိရစ္ဆာန်တွေဖဲပြတာဖောက်ဖောင်းနေဖြစ်ကုန်မယ်ကျွန်တော်မလုပ်နိုင်ဘူးလို့ဘူးလားခင်ဗျားတို့သူ့ပုံကဘုရားဆောင်ပုံကဘာတန်ဖိုးလဲ sentimental value မဖြစ်ရဘူးအဲ့ဒါကြည့်ပြီးတော့ခင်ဗျားတို့ပတ်စံလို့လဲတန်ဖိုးမရှိအညာသားမေယိုကားနဲ့ဥဖာတော်စုသားဘုန်းကြီးကျောင်းသားဥတော်ပိဒကျောင်းကတက်လာတဲ့နတ်မောက်သားကဘာလို့ရလို့လဲပတ်စံမှာပတ်စံတန်ဖိုးအိတ်ချင်းပဲလူရေရတောက်လို့ရတယ်ဘီယာဖောက်တောက်လို့ရတယ်ဒိန်ရင်တောက်လို့ရတယ်ကြက်စီတွေနဲ့စားလို့ရတယ်အောင်ဆန်းတက်ပုံမလို့မရဘူးတကယ်တော့အောင်ဆန်းကြီးရုပ်ကြီးထူထားတယ်ဘာလို့ရလို့လဲကြော်စားလို့မရဘူးကင်စားလို့မရဘူးဘာတန်ဖိုးလဲသူကဟာတို့အမျိုးသားကောင်းဆောင်ဘုံကျောင်းဆန်း33နှစ်မပြည့်ခင်မနေ့ကပို့တယ်တွေ့နေမှာလဲနေတဲ့နိုင်ငံကောင်းဆောင်ဟာဘုံကျောင်းဆန်းကြီးချစ်လို့လူကလေးချက်ချင်းစိတ်ပေါင်းပါပြီလားအေးရိုးတယ်လူကြီးကိုကျင်တရားကောင်းတဲ့လူကြီးဟာမမနာမရှိရုံးဆင်းလာတယ်ဖိုက်ကြီးပိုက်လို့ညနေ9 နာရီကျော်နေပြီထမင်းကစားပြီးကားထိုးရထားတယ်ကားတိုင်းမှာကြည့်တော့မတွေ့ဘူးတက်တော်ဆောင်ကတော့ရက်နေတယ်ဘိုထွန်းလာထွန်းလာတို့ပြန်ကြဆိုငါဘိုက်စားပြီးကွာအိမ်ပြန်အောင်ဘိုကျုပ်ကျွန်တော်မပြောချင်ဘူးဘိုကျုပ်ဟိုကောင်းဆွဲထိုးပြီးတော့လောက်ကခွတ်လိုက်တော့ဘာလို့လဲကွာကျော်စိန်ရောလာကြည့်အောင်ကားဒရိုင်မှာကားနောက်ပြီးထဲမှာအိတ်နေတယ်ရက်မူးပြီးတော့ခမတို့နတ်မောက်သားလာပြီးမော့ကြီးငုံကြည့်ရတာဟာပြီးတော့ကျော်စိန်ဟာတားတော့ထားပါလားမူးမင်းအရက်ဆိုထောင်းထားနေမလားဟာမျက်နှာကြီးပြုံးဖြစ်သွားတယ်တဲ့နိုင်ငံတော်အကြီးအကဲဘုံချုပ်ကသူ့ထက်မှဘူးမရှိဘူးနော်သူနံပါတ်1သူ့ကားမောင်းတဲ့ကောင်ကတက်ကြက်ပဲရှိတယ်3ရက်ပဲရှိတာဘိုးတော်မဟုတ်ဘူးဟာစိတ်မဆိုးတဲ့အပြင်အဒီကောင်တအားတောက်တယ်ထင်တယ်ကွာထွန်းလာတယ်ဘိုးထွန်းလာတက်တော်ဆောင်ဘိုးထွန်းလာပြေးဆိုပေါ့နော်အထူကိုရဲ့အရာရှိတားလိုက်ပါတော့ဒီကောင်လေးလင်မယားအစင်မပြေလို့တကြက်ဖြစ်နေတာငါကြားတာကြားပြီတဲ့မိမအလုံးမရှိသူ့လာတာမိကိုစားနေတာကလေး3 4ယောက်နေဒီကောင်လေးဖတ်တီနေအစင်မပြေတော့တကြက်ဖြစ်တော့ဒီကောင်စိတ်ညစ်ပြီးတော့နည်းနည်းပါးပါတစ်ပက်နှစ်ပက်တောက်တာမင်းငါသိတယ်ငါယောက်ျားချင်းတယ်နည်းနည်းရမသိအောင်ဆောင်နေတာဒီကောင်ကားမောင်းရင်လည်းအနေမရှိပါဘူးဆိုပြီးတော့ဒီနေ့တော့ဒီကောင်မနေ့ကညအကြီးကျယ်ရဖြစ်တယ်ကြားတယ်ကွာတဲ့စားဝတ်နေရေးဘာဖြစ်တယ်လဲမသိဘူးလင်မယား2ယောက်စိတ်ညစ်ရှာတယ်ထင်ပါရဲ့ခေါင်းဆောင်ရဲ့စကားမှာရှာပါတယ်ကရိယာတောက်ကလေးဒီနာရက်တောက်ပေးနေတာဒီကောင်မနေ့ကတော့တော်တော်လေးစိတ်ညစ်ရှာတယ်ထင်တယ်ကွာဒီကောင်အကြီးကျယ်တောက်ထားပြီးတော့မင်းမနှိုးတော့လည်းကောင်မှောက်နေရမင်းစောင်းရတောက်ထားလို့ပေါ့အေးဘယ်လိုလုပ်ရင်ကောင်းမလဲဆိုတော့ဟေ့ထွန်းလာဒီကောင်အရေးဝင်နေတယ်တော်လားမင်းကားမောင်းလို့ဖြစ်လားတတိနေထားဖို့ပြေးဆိုဖြစ်ပါတယ်ဘိုးချုပ်တွေမင်းဖြစ်ရင်မောင်းလိုက်လေကွာတဲ့ချင်းချင်းမရငှက်ချလိုက်သမ်းပါကွာတနာပါလေအဲ့ခင်ဗျာလေးမူးလို့အိတ်နေချတာကွာတဲ့ကိုလှုပ်ရှင်ခမ်းမဲ့ကောင်လေးမလုပ်ပါနဲ့တို့ဘာကြစို့ကျွန်တော်ဖိုင်ရင်တန်းလာနေဟာအကြီးကဲနာကကုံ6ပါးနေမြင်လိုက်တာကိုလက်နဲ့ခြေပလိုက်ရင်အမောင်းဖြစ်ပြီးကျေသွားမဲ့ကောင်တက်ကြတော့ကောင်ကဘိုးချုပ်ကိုလာလို့နေတဲ့ကောင်မျိုးထောက်ခြေပလိုက်ကျေသွားမဲ့ကောင်လေးတယောက်စိတ်မဆိုးတဲ့အပြင်သဘောထားကြီးနဲ့မင်းကွာအချင်းချင်းကွာတဲ့မင်းမောင်းလို့ဖြစ်မောင်းလိုက်ပါတနာပါလေသူခင်ဗျာရမယ်ထင်လားတာမန်ဘွေကြီးတော့မှဟင်စစ်သားတယောက်မှားကြည့်ပါလားပြောင်းဟာပြောင်းလာမှာခုကလာပုဂ္ဂိုလ်များစဉ်းစားကြည့်နော်ဟာအဲ့ဒါတွေကျွန်တော်တို့ဖတ်ထားတော့ဘာဖြစ်တာလဲကျွန်တော်တို့သူအဲ့တန်ဖို့ဝင်တာစန်တီမင်နယ်ပဲလို့အဲ့လိုဝင်နေတာမျက်လုံးတွေ့တဲ့တန်ဖို့အဲ့ဒီကျမဝင်တာသူ့ဓာတ်ပုံကြည့်ပြီးဝင်နေတာအဲ့တန်ဖို့ကြောင့်ဝင်နေတာဟာအေးတကယ်လူရိုးကြီးကွာမမနာမရှိငကြီးနိုင်ငယ်ချင်းမလို့ဟာဟေးဥပါတော်စုသားကျွန်တော်တနာနေတာမလားဟာတကယ်လူပဲကွာလို့ချစ်လိုက်ရတာကျွန်တော်တို့ကအဲ့ဒီတန်ဖိုးတွေကကျွန်တော်တို့စိတ်ကိုပြောင်းလဲပေးတာလူငယ်တွေကအဲ့ဒါကြီးရင်တန်းလန်းနေဘုံကြောင့်စပုံလေးတွေကြီးတယ်ဟာဒါဖြစ်လာတာတို့ကြီးလိုက်ရင်သူ့လိုကိုကျင်တရားကောင်းကျင်တယ်မင်းမကိစ္စမရှုပ်ဘူး
တယောက်သေးပဲလို့ဘုန်းတော်ဆန်စပွန်ဆာထားလို့လားဟာပြောရရင်အေးလေမင်းငါထားလို့လားကဲဟာလားမဟုတ်ဘူးလေတွေ့ပါလားဒီလိုအဲ့လိုတန်ဖိုးများတာဘာမှမဆုံးလို့နိုင်ဘူးပိုင်ဆိုင်တဲ့အိမ်လေးကတာမန်အိမ်လေးပေါက်စာလေးပိုင်ဆိုင်တဲ့ပတ်စံလေးကလက်စေကြောင်းဖြစ်လို့မရနိုင်ဘူးရှင်ဘုရားကနန်းတော်ကိုပိုင်မဲ့လူတုတ်တော်သနာရဲ့သားမေတော်မာယာရဲ့သားဂေါရမီရဲ့မိထွေးတော်ဂေါရမီရဲ့နောက်ထပ်မွေးစားတဲ့သားရတော်တရားရဲ့ခင်ပွန်းရဟုလာရဲ့အဖေနွေရာသီစံအိမ်မိုးရာသီစံအိမ်ဆောင်းရာသီစံအိမ်ဆိုင်ရင်သုံးရနေတဲ့လူကြီးကြိုက်တဲ့မိမနဲ့ပျော်ပါလို့ရတဲ့နန်းတော်ထဲမှာဘယင်သားအဖေသိရင်ဘယင်ဖြစ်ဖို့ကျင်းနေပေါ့ရှိတဲ့လူမဲရွေးစရာမလိုဤလေပြောရင်ကြိုတင်မဲမလိုအော်တိုမက်တစ်ဖြစ်မဲ့လူအဲ့ဒါကြီးကနန်းတော်နဲ့မိမနဲ့စီးစိမ်ဥစ္စာတွေအကုန်လုံးကြောခိုင်းပြီးတော့လူတယောက်နဲ့မြင်းတဲ့ကောင်နဲ့ရှင်ဘုရားတောထွက်ပြီးတော့ကစုံလားပြည့်နေမှာဘုရားဖြစ်တာဒုက္ခရစရိယ6နှစ်ကျင်နေတယ်မရဘူးပြီးတော့မှကစုံလားပြည့်နေတညသားမှာရှင်ဘုရားဖြစ်တယ်လို့ကြားဘူးတယ်ဘုရား29နှစ်မှာတောထွက်တယ်6နှစ်ဒုက္ခစရိယကျင့်တယ်35နှစ်ပြည့်တဲ့နေ့ညမှာမဟာဗောဓိပင်ရဲ့အောက်မှာရွှေပလင်ကြီးညင်မှာဟာလားမြက်ဖြာကြီးခင်းပြီးတော့မြက်ထန်းသမားလေးကလူတဲ့ဟာလေးကိုကျဲလိုက်တာ14တောင်အကျဲတချင်းဆိုတယ်ကျွန်တော်တို့ကမဟာဗောဓိပင်နဲ့တလန်ကွာပါသည်ဗောဓိပင်ကြီးပေါ့မြက်တွေခင်းထားတာပေါ့တလန်ကွာတလန်တာပေါ့ဟာလားမြက်ပလင်အဝိုင်း14တောင်ကျဲတယ်ဆက်ကဲပေါ့နော်အချင်းမဟာဗောဓိပင်နဲ့တလန်ကွာပါသည်စัจ java လာငြိမ်သက်လို့မျက်ရှိစုပ်ကျဲတော်မူလေပြီကောင်းတာ14တောင်ကျေဝင်းပါတဲ့ပလင်တော်ပေါ်ထွန်းလာသည်ဖျားမဖြစ်သမျှငါမထတော်ပြီဟုလုံးလာဥဒ္ဒါစုံကြီးဘောဒီပင်ရွှေပလင်ကြီးထဝဲဖွဲ့ခွေစံနေတော်မူသည်ဘဂဝါစိနာရှင်သည်တဏှာရှိသမျှဆင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ဘဂဝါစိနာရှင်သည်တဏှာရှိသမျှဆင်တော်မူသည်အပရာဇိတပလင်ကိုတဲ့အောင်မြင်တော်မူသည်ရှင်ဘုရားတဏှာရှိတဲ့မြတ်ဆင်နေတဲ့တပည့်တော်တို့ကအထွတ်ထွေးအပတ်အလုံးလုံးအခက်ခဲအညင်ညင်အညံ့ညံ့နေနဲ့ရှင်ဘုရားဟိုတပည့်တော်ကတော့ဒီနေ့ကစပြီးတပည့်တော်တီလာကိုတစ်ချက်တိပို့ပြီးခိုင်မအောင်လုံညောင်တပည့်တော်ထိမ့်သိမ့်မလို့ကျွန်တော်စိတ်ကို तू ကပြောင်းမနေတာစပင်းရမှာပြောင်းမနေဘူးခင်ဗျာမော်တော်ဆိုင်ကမပြောင်းဘူးဒင်းညံ့မပြောင်းဘူးသိထားကြည့်ဦးရေကတက်တာမပြောင်းဘူးခင်ဗျာဘယ်တော့မပြောင်းဘူးလူတွေသုံးနေတဲ့သုံးဆောင်ပစ္စည်းနာရီတွေထီးတွေဖက်နှက်တွေဘောင်းမီတွေတီရှပ်တွေကကျွန်တော်စိတ်ကိုဘယ်တော့မပြောင်းဘူးပတ်စံမပြောင်းဘာပြောင်းလာတယ် sentimental value လို့ခေါ်တဲ့မျက်နှိုးစရာကောင်းတဲ့အရာတွေကပြောင်းလာဘုရားဆန်းဟာနေလို့မလုံခြုံဘူးဟာသူကိုကျင်တရားကောင်းတယ်ငါတော့ပြောင်းနေတော့ကျွန်တော်တို့တန်ဖိုးထားရတဲ့အရာတွေအများကြီးရှိပါတယ်ဘုရားဆန်းပါမှာပေါ့ဂေါ်မန့်မဆော့ဖျားပါမှာပေါ့ရှင်စနကပြုတ်လာလည်းပါမှာပေါ့ဟိုချီမြပါမှာပေါ့မန္တမကန်ဒီပါမှာပေါ့ရုပ်စွာဆုံးအမေနဲ့အဖေလည်းပါနေတာပေါ့ဆရာဒါကျွန်တော်မေမေနဲ့ဖေဖေရဲ့ပုံဖေဖေဆုံးသွားတာတော့ဆရာရဲ့15နှစ်လောက်ရှိပြီဖေဖေကတမီးကျွန်တော်တို့မိသားစုကိုလေသူတက်တဲ့ဓမ္မပညာလေးနဲ့ရှာကျွေးတာခက်တဲ့ငငယ်လေးနဲ့ဆုံးတာကျွန်တော်တို့အားလုံးဘွဲရစေချင်လိုက်တာကျွန်မဖေဖေဆုံးတော့စကိန်းရပဲရှိတယ်မောင်လေးတွေကလေလူမမဲသေးဘူးပေါ့အဲ့ဒါကျွန်မအလိုလေးဝင်ပြီးတော့မောင်လေးဆက်ထားတော့ခုမှ10တန်း9တန်းပေါ့တက်တဲ့လူကတက်ပေါ့ခုချိန်ဖေဖေရှိရင်ဆရာနဲ့ခင်မဆရာရဲ့ဖေဖေတတိရလိုက်တာတမီးတို့ရိုင်းတာမထင်နဲ့ညစ်ဖြစ်တက်ပေါ်မှာလုပ်ရအောင်ကြောက်စားလို့ရလို့လားသို့တော့ဘာတန်ဖို့လေ sentimental value အဖေတတိယဖေဖေရှိရင်ပျော်မှာဆရာနဲ့ခင်မဖေဖေစဖတ်တဲ့ဝါဒနာပါလားခုဆိုဖေဖေဆုံးတော့15နှစ်14နှစ်ရှိဆရာရဲ့မြေတွေဆန်းနဲ့လူအားလို့ဖြစ်နေရတာဒါတမီးတို့မေမေပုံပေါ်ဆရာမေမေကလည်းအဲ့လိုပဲလေကျွန်တော်ဈေးတောင်းဝယ်ပြီးကျွေးရတာဆရာရဲ့လူတွေမှာအဲ့တန်ဖို့ရှိတယ်တိရစ္ဆာန်နဲ့ကွာခြားတယ်နော်ဖေ။တိရစ္ဆာန်တွေမှာအဲ့ညနိုးတွေ့တာတော့တန်ဖို့မရှိဘူး။တိရစ္ဆာန်များမှာညနိုးတွေ့တာတော့တန်ဖို့မရှိဘူး။တမီးတို့နားနဲ့မှနာဖွားနဲ့နာခွေးချင်းတွေ့ခွေးမနဲ့ခွေးတီတွေ့သူတို့ကိစ္စဝိစ္စပြီးရင်ညနိုးတွေ့တာမနေဘူးတက်ထွက်သွားတာပဲဒီပြောတော့လူကြတော့မဟုတ်ဘူးမလား။မဟုတ်ဘူးလေလူကြတော့မဟုတ်ဘူးတက်ပုံလေးကြိုင်ပြီးလာပြတာဆရာမဲကောင်လေးတကောင်ဟုတ်ခက်မှတွေ့တာဆရာဒါတက်ပုံလေးတွေကဆရာဒါကျွန်တော်ဇနီးသူကတခါကလေးတွေကြောင်းပိတ်ရင်ဖုတ်ခတ်မှလာပြီးကျွန်တော်နဲ့လိုက်ဝိုင်းပူတဲ့ဆိုင်မှာအလုပ်ကြောင်းတွေဖွင့်ရင်ပြန်သွားတယ်ဆရာသူကကလေးမှနေတာဖိုးနဲ့ဖွားနဲ့သမီးလေးကကြောင်းထားတာဦးဆရာရဲ့ကြောင်းပိတ်ရင်ကျွန်တော်ကလေးကိုခေါ်ထားတယ်ဖုတ်ခတ်ကိုခေါ်ထားတယ်ပေါ့မိုးရင်းကြလို့ကြောင်းပြန်ဖွင့်မယ်ဆိုသူ့အမေနဲ့ပြန်ပို့လိုက်ပြီဆရာရဲ့အဲ့ဒါတနေ့နေမှတခါသူတို့တော့ခေါ်တာကျွန်တော်ကဒီမှာဆိုင်မှာရုံးကန်ပြီးတော့ကျွန်တော်ကဒီစားတော့ဆိုင်မှာလုပ်ရတာဆရာရဲ့ငွေပို့တာဆရာဒါကျွန်တော်သားလေးဆရာဒီနေ့ဆိုဆရာလေးနဲ့တက်မှာဆရာဒါသမီးအခုမှဟောနေပေါ့မူကြိုတက်နေတာဆရာအဲ့ဒါကျွန်တော်လည်းမတူပါဆရာတတိယလိုက်တာဆရာရဲ့ကျွန်တော်သမီးရောဆရာမြေဆန်းနဲ့အဲ့ဒါဘာတန်ဖို့တွေလဲ sentimental value အဲ့ဒီဓာတ်ပုံကြော်ထားလို့ရလို့လားညို့ရှောင်းငေါ့ပြောလို့လေရှောင်းနေမလေးတော့ရှောင်းနေတယ်ဟင်ကျင်စားလို့ရလို့လားတို့လူသားတွေမှာဘာတန်ဖို့ရှိတယ်လဲ sentimental value ဆရာကျွန်တော်ဒီနှစ်ငွေလေးပါလေးစုဆောင်းနေရင်တော့ကျွန်တော်ပြန်ပြီးတော့
ကလေးကိုပြောင်းမယ်ဆရာကြီးကလေးကပြင်မနဲ့ဆရာကြီးရန်ကုန်ကနေလေစီပါစီနဲ့သူတို့ငွေလေးပါသွားပွင့်နေကျွန်တော်တမီးတွေသွားလဲဦးမယ်တရင်ကျော်ကြောင်းပေးကျွန်တော်ဟာတရေဟာလူတွေမှာအဲ့ဒီတန်ဖိုးများကလူကိုယဉ်ကျေးသိမ်မွေ့တော့တတ်တော်မှာဖြစ်စေတာကျွန်တော်တို့ပတ်စံပေါ်မှာမျက်နှိုးတွေ့တာတော့တန်ဖိုးဖယ်ပြတဲ့ကဲ့သို့တချို့လူငယ်တွေဟာအတုံးချတန်ဖိုးတွေဆိုင်ကယ်နောက်လိုက်ကားနောက်လိုက်ပြီးတော့မျက်နှိုးတွေ့တာမဲ့လူတွေကိုမေ့တယ်တခင်ကိုတော်မိုင်းကိုမေ့ဟိုဖြစ်နေတယ်ဘုံဘုံမာစီဆရာတော်ဘုရားကြီးကိုမေ့ကိုငငယ်ကစာသင်ပေးတဲ့ကျောင်းဆရာကြီးကိုမေ့ကိုဇနီးတွေကိုချစ်သူကိုမေ့တွေ့ရမှာပြောပါမျက်နှိုးတွေ့တာတော့တန်ဖိုးကလူချင်းချင်းမှာထားရတယ်နောက်နှစ်နိုင်လေးကြည့်ပြီးပြောနေတာโอเค15မိနစ်နောက်ထပ်မျက်နှိုးတွေ့တာတော့တန်ဖိုးရှိသေးတယ်ဗာလဲသိလားအနုပညာပစ္စည်းများတယ်မောင်စင်မင်းပရိကုံရေးတဲ့ကြဗျာငကင်တကောင်တော့ရတာရှိမှထင်မလားကျွန်တော်ငကင်စားမှာပေါ့ဗျာလူကပတ်ပါလမ်းစားလေးတယ်မကြောက်ဘူးနှောက်နေတာမိလို့တွန်တဲသိန်းကတချင်းကိုကြော်စားလို့ရလားကြော်စားလို့ရလားတွန်တဲသိန်းနဲ့လွှမ်းမိုးတချင်းပြုတ်တော့လို့ရလားထွေးနေတဲ့ချင်းတွေခင်ဗျားတို့တောက်စားလို့ရသလားသို့တော့ကြဗျာတို့ဝတ္ထုတို့တချင်းတို့မှာဘာတန်ဖို့ရှိတယ်လဲမျက်နှိုးတွေ့တာလားဘာကြောင့်လဲသိလားစိတ်ကိုပြောင်းလဲပေးလို့စံရထွန်းညွန့်ကြီးကျွေးတယ်ကျွန်တော်ငါတိုင်းကြောင်သားကြီးလေနှခမ်းလေးနဲ့ရွက်လို့ဆုံးရှာပြီစံရတီးတိတ်တော်တယ်သူ့သားလေးကလည်းဗိုလ်တာထွန်းညွန့်ရောင်မစံရတီးတယ်သူ့ရဲ့ကိုယ့်ရထားနေတဲ့ချင်းကြရင်မောင်သားချို့ရော်တတိရတာပဲကိုယ့်ရတဲ့ကြားဘူးလားညီတို့လူငယ်တွေက hip hop style ဆိုလို့နားထောင်ကြည့်အောင်စံရနဲ့ဗာနဲ့ TV ရလာရင်လေရွာကိုတတိရတဲ့ချင်းအင်ထိုလေးဝင်ပြီးတာနဲ့အတန်ဝါဝါကြီးနဲ့မြို့ကြီးပြာကြီးမနီးတဲ့စန္ဒထွန်းညွန့်တောရထာနေမှအော်အဲ့ဒီကစလူဖြစ်ရတဲ့ကိုဘဝအခြေအနေကိုအသက်ရွယ်ငါနှစ်ကျော်10နှစ်တွင်အဖော်ရီများနဲ့ကစားခဲ့ကြပျော်ပျော်ရွှင်မေ့နိုင်ဘူးစင်ကိုစားတိညီတောရရွာကိုပင်ခေါင်းထောင်သွားတယ် TV ရလာနေတာဟာမိုက်လိုက်တော့ကဘယ်ကြီးလဲစန္ဒထွန်းညွန့်ဟာငါဇာတိတရိရလေလားကွညံကုန်းအင်ထိုနဲ့ကုန်းလိုက်တာဒုတိယပိုက်ကြမှာပိုးကျွေးတယ်တစစနဲ့ကိုဘဝမှာပင်အရွယ်ရောက်လို့လာပြန်တော့ကြီးလာပြီပေါ့တော့ရွာမှာပျော်ပြီမဲ့လေပျော်ရမှာမနေရန်ကုန်မှာပျော်တယ်မနေရောက်ဒီရောက်နေတယ်မန္တလေးပျော်တယ်ရောက်နေတဲ့ဖူးခဲ့မဟုတ်ဘူးလားမှုတော့ဟာတွေကကျွန်တော်စိတ်ကိုပြောင်းပေးတာတွေ့လားဟုတ်တပည့်တော်စကားလေးဆုံးခံနေပါပြီဖေ။မဆုံးရင်လည်းအစပြန်ကောက်ပေးရစီ။တန်ဖိုးအကြောင်းပြောနေပါတယ်။အဆံများမှာအောင်ဆန်းပုံဖြစ်တာတန်ဖိုးကိုဖြစ်ဖြစ်တာ။မျက်နှိုးတွေ့တာတဲ့တန်ဖိုးဖြစ်ဖြစ်တာ။လောကမှာတန်ဖိုး၃မျိုးရှိပါတယ်။ပတ်စံ exchange value ခုနဲ့လဲတာ state တွေမပြောင်းလဲပေးဘူး။နှစ်လူတွေသုံးတဲ့ဟာတွေအကုန်လုံးလက်စင်မီးတွေအကုန်ဒီလိုမီးထိုးတာလားဒါအသုံးချတန်ဖိုးပေါ့။အကုန်လုံးပေါ့။ထီတွေဖက်တွေအကုန်လုံးဟလာ300ကားတွေစီးကြ။ use value စိတ်ကုန်ပြောင်းလဲပေးဘူး။တက်တရတန်ဖိုးကပြောင်းလဲပေးနေတာဘာတန်ဖိုးလဲ sentimental value မျက်နှိုးတွေ့တာတဲ့တန်ဖိုးလက်တွေ့တော့ဘာမှလုပ်မရဘူးဖျားပုံကြီးဟာစိတ်ကိုပြောင်းပေးတယ်ရှင်ပြပြီးတော့ဒီနှစ်ကစပြီးတော့နောက်နှစ်မှာပြောင်းတယ်ဘုကြောင့်ဆန်းကျွန်တော်တို့ကိုကြီးတရားမကောင်းလို့ကိုချီမင်းဟာကိုချီမင်းတမလိုက်ကိုချီမင်းကျွန်တော်ဖေဖေကျွန်တော်တို့ဒူးဆိုင်တာဖေဖေတမမပေါ့စိတ်ချဖေဖေတို့ဘောတပါပြောင်းမှဆုံးမစကားတွေဒီနေ့ TV စားလို့ကြိုးစားနေရဖေဖေမေမေဖို့ဖွာဖြစ်တယ်လေသူကလူတွေကကျွန်တော်တို့ကို sentimental value ပေးတယ်နှစ်အမှုပညာပစ္စည်းများကလည်းဗာပေးတယ်လေ sentimental value ပေးတယ်တချင်းတွေပေါ့ဗျာဟုတ်လားကြိုက်တယ်ဒီရှင်ဟာဒီကြပြကြိုက်တယ်ဟာဒီဝတ္ထုအဲ့ဒါတွေကစိတ်ကိုပြောင်းပေးတာကျွန်တော်တို့ပတ်စံပေးပြီးတော့မင်းတို့ငငယ်တုန်းကတက်ခဲ့တဲ့မူလန်တန်းကျောင်းလေးကိုလွမ်းလို့လုပ်လို့မရဘူးဓာတ်ပေါက်ကျွေးပြီးတော့မင်းတို့ရွာမူလန်တန်းကျောင်းလေးကိုလွမ်းလို့လုပ်လို့မရဘူးတုံးနေနေအောင်ဖွင့်ပေးလိုက်ကျွေးပြီးဒီကောင်ခေါင်းလောင်းတန်းတညံ့ညံ့ပေးတဲ့ရွာကျောင်းကိုပြင်းပြင်းမြင်တတိယနေတဲ့တငယ်ကြီးရေတို့များငယ်ငယ်တုန်းကရွာဝင်လန်းစီကနေကျွေးသေးတော့အိမ်မှာအဲ့ကောင်တဲ့ရလက်သေးတော့မှငိုပြီးမင်းမင်းဘိုလ်ချုပ်ဖြစ်ဖြစ်ညွန်ချုပ်ဖြစ်ဖြစ်ဘာဖြစ်ဖြစ်ဆရာဝန်ဖြစ်ဖြစ်အထူးကိုသမားတော်မကလို့ဘာဖြစ်ဖြစ်ဘေးခွေးသားတွေမင်းတို့အကုန်လုံးငါတို့အကုန်လုံးအဲ့ရွာထိတ်ကခေါင်းလောင်းတန်နေအဲ့ကြောင်တက်လာတာမင်းတို့ဘောမမေ့နဲ့အဲ့ဒီဆင်တာပဲဟာကျွေးပြီးကျွန်တော်တို့စိတ်တွေပြောင်းလဲပေးတယ်နော်ဒုတိယပါတချင်းတွေကဂီတပေါ့နော်ဂီတဆိုအကုန်ပေါ့အလူပညာကဘာတွေအကုန်ပါတော့တတိယဒါပြီးကျွန်တော်တဘာဝပတ်ဝန်းကျင်ရင်းမြေတောတောင်များသည်လဲလက်တွေဘာမှလုပ်လို့မရဘူးနှင်းနေနဲ့လာတာတဲ့ညကြီးဟာဘတော့ပဒီနဲ့ချယ်ရီတွေနဲ့ကြော်စားလို့ရလို့လားအေးကြီးစီးနေတယ်ကြောက်တော့လို့ရလို့လားငါပလီကန်းကြီးလိုင်းလေးတဖွေဖွေတဲတောင်လေးတွေနဲ့ဟာဇီအောင်ခက်ကလေးတွေနဲ့ဟာဘာလို့ရလဲငါပလီကန်းကြီး
ပေါ်ပါတောင်ကြီးနှင်းနေမှိုင်းဟုတ်လားကြောက်တော့လှမ်းကြည့်လိုက်ကြောက်တော့ကနရောက်တော့ဆွဲပြီကွာအင်းလေးကန်ကြီးဟာရှမ်းတောင်တိုင်းကြီးနေနဲ့နော်ဟေးဟိုတကယ်လာတဲ့နေရာကွာဘာလို့လို့ရလဲကဲအဲ့အင်းလေးကန်နဲ့တောင်ထဲကိုလှိမှဘာလို့ရကြောက်တော့ကြောက်ဘာလို့မရဘူးသို့တော့တဘောပတ်ဝန်းကျင်ရင်းမြေတောတောင်များဗတ်တန်မိုးလေညနိုးတဲ့တန်ဖိုးရှိတယ်ဘာလို့မရဘူးစင်တီမီတာပဲလို့မိုက်တယ်ကွာဟဲ့ရှမ်းပြည်နယ်မှာအလှဆုံးနေရအင်းလေးနဲ့တောင်ထဲနေပဲကွာဟဲ့ရောမြစ်ဆုံကွာတန်ဖဲရွာအလုံးမိခမလိခဆုံနေအင်းခိုင်မွန်တောင်ကြီးနဲ့ကျွန်တော်တို့ရောက်တဲ့နေရာဟာနော်ဟာထုတ်ပမာနိုင်ငံအေးရောက်လေးရက်စာစီတာညောင်တုံးနာအထိတို့နိုင်ငံကိုအစဆုံးစီးပြီးတော့လေတွေသွားတင်မောတွေသွားငါးရှာဘာစာလေတွေကိုရေပေးတို့တိုင်းပြည်သားရဲ့လေအလေတက်တွေကသွားတဲ့အသက်သွေးကြိုးကြီးပကံခက်ကဆရှိတဲ့မြစ်ကြီးကဘာကြီးတွေကဆရှိတဲ့မြစ်ကြီးကိုချစ်လို့ကျွန်တော်တို့ဟဲ့မြစ်ကြီးဘယ်တော့မှမပြတ်နဲ့မခန်းနဲ့ဘာတမိုးတွေလေညနိုးတွေ့တာနေတာလူတွေအဲ့ဒါပြောမေးတာရန်ကုန်တက်သူလည်းကျွန်တော်သွားတယ်ဘွန်နေတဲ့ဘင်းနဲ့တစ်ပုတ်ပင်ကြီးနဲ့နာခဲ့မှမလဲဘူးတစ်ပုတ်ပင်ကြီးမင်းတက်တန်း200 300ကျော်ပြီးပြောတယ်ဘိုးကျော်ဆန်းတို့လက်ထက်တည်းရရှိတဲ့အပင်ကြီးမှုံနိုင်တိုက်တာမလဲသေးဘူးနော်တစ်ပုတ်ပင်ကြီးမင်းဘယ်တော့မှမလဲနဲ့ရန်ကုန်တက်ကတူကျောင်းကြီးစီမှာမင်းမလဲနဲ့ဒီချောင်းကြီးငါချစ်တယ်ကွာဘာလို့လဲဒီစပင်ဘာလို့ရလို့လဲညနိုးတွေ့တာတဲ့တန်ဖိုးတွေတလိษံတွေဟာအဲ့ဒီစိတ်မရှိဘူးအေးလေငါပလီကန်းကြီးကလိုင်းလေးတွေတက်လာတာကိုခွင်းနဲ့ကောင်ထိုင်ကြည့်ပြီးတော့ရှင်မရေလွမ်းနေကွာဦးလောက်မလားခွင်းရတော့ဟာမလောက်ဘူးလေသူကမေကမလိကဆောင်တဲ့မြစ်ဆုံလေးအင်းခိုင်မွန်တောင်တန်းနဲ့ကချင်ပြည်နယ်နဲ့လှလိုက်တာကွာဆိုပြီးနွားနှကောင်ကလုံးမလားဟိုမိမကြီးမလွမ်းဘူးလားဘွတ်ထွဲပဲလုံးမလဲ तू ကရောင်းစားဖို့ကြံတာနော်ဟုတ်တယ်မလားလူကလည်းလွမ်းနေတာသူချမ်းတာနိုင်လေးကြည့်နေမယ်ဟေးကွက်တိပဲ9မိနစ်သေးတယ်ကြာသေးတယ်ဘုံမလို့ဒီလိုအလေးနဲ့၆တာဖေအလော30ပြောလို့မြန်နေတာနော်အေးစီတန်လိုက်ကတော့ပြောရင်ဒီလိုနှစ်ယောက်တိတ်ကောင်းပြီဗျာအချိန်လွတ်လိုက်ရကျွန်တော်တို့တော့သွားနေတယ်တို့စကားတော့ရောက်မယ်ထင်ပါရဲ့လာတာတဲ့ညတဲ့ညတစ်6ပင်ကြီးနဲ့လူတွေလွမ်းကြတယ်လေနိုင်စင်ထပ်ပြင်းနဲ့ကျွန်တော်လည်းဖြစ်တာပဲလေပေါ်ပတ်တောင်ပေါ်နေလှလိုက်တာတို့နိုင်ငံဒီရေဒီမြေဒီတော့တောင်နဲ့ငါချစ်တယ်ဂျပန်နေတဲ့ချယ်ရီဘန်ကိုကြည့်တာပဲဟလားကိုစမင်းခဏနဲ့ကျွန်တော်ကတစ်ခေါက်ရောက်သေးတယ်တိုးကြည့်ဦးမလေးထိုင်ကြည့်နေတာချယ်ရီဘန်ကိုမခုမစွတ်မဖြက်မချိုးမဖဲ့သွားကြည့်ဦးကျွန်တော်ရောက်လို့ပြောနေတာထိုင်ကြည့်နေတာဟေးဘာဖြစ်တာလဲဗျကျွန်တော်တို့ရဲ့နိုင်ငံရဲ့အမျိုးသားပန်းပဲဂျပန်နိုင်ငံနဲ့ချယ်ရီဘန်နဲ့ခွဲမရဘူးဆာကူရာ SAKUI ဆာကူရာနာမည်2မျိုးအတန်ထွက်တယ်နော်ဘယ်လိုထွက်တယ်ရတယ်ဆာကူရာဆရာဦးသားချိုကြီးကျွန်တော်တို့ကချက်တီတွေပွင့်ရင်ဂျပန်တွေကအလုံးမလုပ်တော့ဘူးတက်ပြောင်ထန်ပြီးတော့မုတ်ပဲသေးစရာတွေနဲ့ဖြာလေးတွေခင်းပြီးတိုင်းနိုင်ငံလုံးထွက်ပြီးအလှကြည့်တာဘာဖြစ်လို့လဲဗျာ तू က4-5ရက်နေပြီးရင်အကုန်ချွေတာချက်တီချွေတာလှတယ်ဆရာရဲ့နောက်တစ်နှစ်ပြန်ပွင့်ဖို့ကျွန်တော်တို့365ရက်ပြန်ဆောင်းရတယ်နောက်တစ်နှစ် तू ကနောက်လာကြပွင့်မအောင်တတိယလို့ဆိုလို့မပွင့်ဘူးဆရာရဲ့တဲ့တစ်နှစ်ကြာတော့မှပြန်ပွင့်တော့ကျွန်တော်တို့နိုင်ငံအမျိုးသားပန်းလေးကတစ်နှစ်တစ်ခါပုံဝင်ပေးတာကိုကျွန်တော်တို့နောက်ရက်ပေါင်းများစွာရက်ပေါင်း300ကျော်မှမြင်ရပြန်ဘူးအဲ့ဒါနဲ့ကျွန်တော်အဝါကြည့်ကြတာဂျပန်မြေမှာဒီပန်းပွင့်နေဂျပန်နိုင်ငံတော်ကလှတယ်နှင်းနေကြတဲ့မှာကြောက်ဆောင်နေကြတဲ့မှာဒီရေဒီမြေတီမြတ်တွေကဘာလို့ချယ်ရီတွေမညှိုးလို့ရဘူးကျွန်တော်တမျိုးတောင်လုံးချယ်ရီချစ်တယ်ဆရာအမျိုးသားပန်းကြီးရောစားလို့ရလို့လားတပည့်တို့ကစဉ်းစားကြည့်မလို့ချယ်ရီပန်းဘာလို့ဆောင်နေရဘူးဘာတန်ဖို့လဲညက်ညိုးတွေ့တာလားလူအိတ်စိတ်ရှိတယ်နော်ဗျာတရိษံလောကကိုကြည့်ပါတဲ့ခွေးများကြောင်များကြွက်များနွားများသူတို့ကဗမာဆုံးတယ်လေအတုံးချလို့ရရင်ဆုံးတယ်အမဲရိုးချထားတယ်ခွေးနှကောင်ဘလူစားတယ်ကောင်းတယ်အမဲရိုးကအတုံးချတန်ဖို့နွားတွေညက်ကိုနှပ်ပတ်နဲ့နေထားတယ်စားတယ်ကောင်းတယ်အဲ့နှပ်ပတ်ဆင်းနေကြံဆုံးတယ်ဟာကောင်းတယ်ဟာမြောက်တယ်ငါပြောသီးထွက်စားမယ်ကောင်းတယ်ဟာတလိษံလောက်စိတ်ရှိတဲ့လူတွေဟာဘယ်ဟာအတုံးချလို့ရလဲနေရာမရက်သွားတယ်ဒါကိုဘယ်လောက်နဲ့ရောင်းရမလဲဒါမျိုးပေါ့နော်တားရီကိုတူးရောင်းရင်ဘယ်လောက်လောက်လဲရမလဲဒါတန်တာညနိုးတွေ့တာတဲ့အဆင့်ကိုတက်မလာဘူးတဲ့လူသားများဟာတလိษံနေနဲ့ကြွာချနေခြင်းဒီသမီးတို့သားတို့ကျွန်တော်ပြောတာမယုံနဲ့နော်ပြန်ညင်းလို့ရတယ်ခင်ဗျားတို့ကျွန်တော်တစ်ချက်ချင်းထောက်ပြကျွန်တော်ပြန်ဖြေမယ်အဲ့ဒါကိုကဲလူနဲ့တလိษံနဲ့ကြွာချတာအဲ့နောက်ဆုံးဟာကြွာနေတာဘယ်တလိษံမှမမျက်နှာဘူးလူတွေကြတော့အောင်ဆန်းတကယ်တော့မိုင်းဂေါ်မန်နဲ့ဆော့ဖေးတမနာလင်ကွန်းဟိုချီမင်းกว่าဟေးအောင်ဒါဂန်ဒီကြီးกว่าဟေးအောင်ပူမီဘောกว่าလူခွေးတွေသူတို့ချင်းချင်းအဲ့လိုမျက်နှာရှိလားကောက်ကြားကြီးกว่าဒိုတော်ကြီးกว่าဟာဘူတော်ကြီးกว่าရောမီလိုကြီးလေးသားတွေကမီလိုကြီးကြောင်ကြီးတို့အရှိဟုတ်ပြီနော်နှစ်အနုပညာပစ္စည်းများကိုလည်းလူသားများမြင်လို့တယ်ကိုစင်းကဗျာလေးကြိုက်တယ်ကျွန်တော်တို့ကဘေးရုပ်ရှင်တွေးရရုပ်ရှင်ကားလေးထိုက်တယ်ဗျာနှမ်းမိုးသချင်းလေးမိုက်တယ်ဆရာငှက်ကြီးကျွေးတယ်ဗျာခွေးတွေနွားတွေကြောင်တွေဘယ်အနုပညာခံစားသလဲတချင်းသားထောင်လို့လားခွေးတွေပြတ်သက်ကြည့်သလားနွားကဗျာဖတ်သလားကဲကြောင်တွေကတချင်းသားထောင်သလား no လူကလောက်တာတတိယ
တစ်ပင်တွေတောတွေတောင်တွေမြစ်တွေပင်လေတွေလူတွေကလာလွမ်းကြတာလှလိုက်တဲ့ပင်လေလှလိုက်တဲ့အင်းလေးကန်ကြီးလှလိုက်တဲ့တောင်ကြီးကလုံးမျိုးရှုခင်းခိုက်တယ်ကွာဒီမနေကျင်တယ်ကွာဒီလိုမျိုးလေးလှတယ်ကွာလူသားတွေပဲပြန်လို့တာကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေအားလုံးပတ်စံကိုဘောကဘောကြောင့်ဆံပစ်ပလိုက်တာဟာဘာလဲဆိုတော့ညနိုးတွေ့တာတဲ့တန်ဖိုးကိုကျွန်တော်ဖြတ်ပလိုက်တာမင်းတို့ညနိုးတွေဟာကိုညင်ပြလိုက်ဟာအေးဘာဒါပဲထင်တယ်ဆိုလို့တဲ့သဘောပဲလားကျွန်တော်ပြောရင်မကောင်းတော့ဘူးစောင့်ရတော့ကတ်လာအောင်ပြောနေကတော့ပါရဲ့ဗျာမင်းညနိုးတွေကအဲ့ဒါလုပ်တဲ့သဘောပဲဖြစ်နေတယ်ဗျာဘယ်အရက်ကိုရောက်ဘယ်မှာနေနောက်ဆုံးစကားလေးကျွန်တော်မှာပြရတယ်နောက်ဆုံးစကားဆိုတာဒီနေ့ပွဲကိုပြောတာနော်တမျိုးမတင်တော့ဟာကိုညီညီမတွေတိတ်ဝမ်းသာတိတ်ပြောတာပဲသိလားရန်ကုန်လိုင်းကျွန်တော်တို့ဆက်သွယ်ပါဗျာကိုစေဝင်းတို့ကျွန်တော်တို့ကအမြဲတမ်းကြိုးဆိုပါတယ်သမင်းကျွေးရအကောင်းမလားညီလေးတို့အချိန်မျိုးဆက်တယ်လေကျွန်တော်တို့ကကျွေးမွေးနိုင်တယ်ကျွန်တော်တို့ကဟာဆရာကျွန်တော်ရောက်နေပြီဗျာဟုတ်ကဲ့ကလာကြဟာထိုင်းရဆရာလာကြမှာစေတနာနဲ့ထားပြောကိုစေဝင်းတို့ချွေးပေါက်ကြဘေးကတန်းလာသူကမှချွေးဖက်ဘူးကျွန်တော်ဘေးကကြည့်နေသိလားဟဲ့မှာအစီးလိုက်အတောင်းလိုက်ဘေးကကြည့်ကျွန်တော်ဟာငေးကြည့်တန်းလာတယ်ဟာအစီးလိုက်ကြည့်နေကြနေတာကျွန်တော်ပြောလိုက်မယ်နော်ကျွန်တော်မွေးဆံမျက်နှာတော့ကျွန်တော်တော့မကြည့်ဘူးကျွန်တော်သူ့ဘေးကကြည့်နေမျက်နှာကြည့်ပြီးတော့ဟာတနာနေတာဟာနီးဟဲ့ပြီးတော့ကျွန်တော်တို့ညီကိုနှစ်ယောက်တက်ဆွမ်းသမျှအားပါပြောပါတယ်ကျွန်တော်ခေါင်းစဉ်လေးကလွယ်လေးပါလောကမှာတန်ဖိုး၃မျိုးရှိပါတယ်ကိုညီညီမတွေရောက်ရအရက်မှာတတိယပထမတန်ဖိုးဖြစ်တဲ့exchange value ငွေရပြီးပြီညီလို့မပြီးဘူးနော်ဖုံဆိုင်ကဲအင်ဘောပြီ use value အသုံးချပစ္စည်းတွေညီလို့မပြီးဘူးနော်ညီတို့မင်းတို့ရင်ထဲမှာတတိယတန်ဖိုးမမေ့ပြင်းနဲ့ညံ့နိုးတွေ့တာတဲ့တန်ဖိုးမင်းတို့ညံ့နိုးရမယ့်လူတွေရှိရမယ်မိမလည်းဖြစ်နိုင်တယ်သားလေးဖြစ်နိုင်တယ်အမေဖြစ်နိုင်တယ်မမေ့အောင်ပါမင်းကလေကိုအန်တီဖြစ်နိုင်တယ်ရန်ကုန်ကျေးဇူးရှင်တွေပေါ့ဘိုးကျောင်းဆန်းလည်းဖြစ်နိုင်တယ်မမေ့အောင်ကိုရေကိုမြေကထွက်လာတဲ့တချင်းတွေဂီတတွေကြပြားတွေဝတ္ထုတွေဘာတွေညာတွေနုပြမမေ့နဲ့မမေ့ပြဘူးနားတော်မယ်သုံးမင်းတို့နဲ့ဝေးရမှာကြံခဲ့တဲ့အေယော်ဒီမင်းချစ်ရပုတ်ဘတ်တောင်ချစ်ရမယ်တန်လီမကြီးချစ်ရမယ်အင်းလေးကန်ကြီးချစ်ရမယ်ကလောမိုက်တယ်အောင်မန်းတိတ်တယ်ပင်လောင်းဆွမ်းလန်းနေမြကြီးနာကျွန်တော်တို့မြကြီးနာတွေမကောက်ဘူးမြကြီးနာကအချင်းမလေးပါချစ်နေတာကျွန်တော်တို့ပြောမနေတော့ရောကထားပြန်တော့ရောအားလုံးသောစာပေချစ်သူပိဋကများအားလုံးညီကိုနှစ်ယောက်ကိုစားစစ်တော့မရသည်ကိုစေမင်းပြောတဲ့ကဲ့သို့ငှက်တွေပဲသမိုင်းနော်ကိုစေမင်းဟဲ့လားပြောသွားလားလင်းုံကဲ့သို့နော်အနေမခံအရှုံးမပေးဘဲနဲ့အသေးမခံဘဲနဲ့နော်နှုတ်သီးကိုသွေးချိုးအဆွဲလက်သက်ချီတဲ့ကိုချိုးပြီးတော့အစ်စ်နဲ့တိုက်ပွဲဝင်မဲ့စိတ်များထားပါတန်ဖိုး၃မျိုးအနဲ့တန်ဖိုးနှစ်ခုမှမရဖ ೇನೆ တတိယတန်ဖိုးဖြစ်တဲ့ sentimental value မျက်နှိုးတွေ့တာစရာအရာ၃မျိုးကိုလည်းညှိနှုတ်ပေးပါသူတိုင်းတစ်ပါးမှာရောက်နေတဲ့ကာလမှာပပနတ်နော်လိမ္မာရေးချရှိအမြင်ကျဲနဲ့ဘဝကိုရုန်းကန်ပြီးတော့မှတစ်ချိန်မှာကိုယ့်ရက်ကိုယ့်ရွာကိုယ့်နိုင်ငံမှာတင့်တဲတောင့်တင်းတို့တွေအလုံးပြန်ဆုံးနေအောင်ဝိုင်းဝန်းစ조사ကြပါစို့လို့ပြောကြရင်လည်းဒီကိုချုပ်ပါတယ်လို့နော်